အားလုံးပဲမင်္ဂလာပါရှင်ပိန်ကျုံနေတဲ့ပတ်စံအိတ်ကိုပြည့်တင်းလာစေမယ့်နီလန်သုံးကတော့တင်းရဲ့တနာဥစ္စာတွေကိုစာပွားတူအောင်ဆောင်ရွက်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ရှင်စူးစောင်းတင်တာတွေကိုလည်းအထိုက်လျောက်စူးစောင်းပြီးစနစ်တကျလဲစီမံတုံးဆွဲတက်လာချိန်မှာတော့ပြေဖောင်းလို့လာတဲ့ငွေကလေးကိုပုတ်တက်ကြည့်နေရတာကတော့အရာတာတကူဆိုပေမဲ့တိုးပွားလို့လာမှာတော့မဟုတ်ဘူးပေါ့နော်တနည်းအားဖြင့်တော့မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ဖို့လိုအပ်လာပါပြီအခက်ရဲ့ပထမဆုံးရင်းနှီးမြှုပ်နှံမှုကတော့အတွက်အချက်လွဲချော်မှုကြောင့်စူးစမ်းငွေလေးဆုံးရှုံးခဲ့ရပါတယ်ရှင်။ဒါဟာဘာကိုညွှန်ပြတယ်လဲဆိုရင်ဇီဝရေးတစ်ခုစတင်တော့မယ်။ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုတော့မယ်ဆိုလို့ရှိရင်လုံလောက်တဲ့စဉ်းစားချင်းချိန်နိုင်စွမ်းဟာမရှိမဖြစ်လိုအပ်နေတာကိုပြဆိုနေပါတယ်ရှင်။တနည်းအားဖြင့်ထိုက်တင်တဲ့အတွေ့အကြုံရှိဖို့နဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းဟာအရေးပါကြောင်းကိုသူ့ရဲ့ဆုံးရှုံးမှုကနေသင်ခန်းစာပေးထားပါတယ်ရှင်။ငွေကြေးကိုရင်းတည်ပြီးဒနာဥစ္စာအစုဝေးတစ်ခုတိစောက်နိုင်ပါကရရှိထားတဲ့အဲ့ဒီငွေတွေကိုကျွဲတွေနွားတွေခိုင်းတယ်လို့ထိန်းချောင်းခိုင်းစေနိုင်ဖို့နဲ့တူတူရဲ့အမျိုးအနွယ်တွေထက်ဆင့်ပေါက်ဖွားစေတယ်လို့မျိုးတင်တို့ရဲ့ပတ်စံအိတ်ထဲကိုဒနာငွေကြေးတွေတွင်စီးဝင်စေဖို့စီမံဖန်တီးရေးပဲဖြစ်တယ်ဆိုတာကိုအခက်ရဲ့နီလန်သုံးကဆိုလိုချင်တာဖြစ်ပါတယ်ရှင်ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုဟာရေတို့အတွက်ပဲဖြစ်ဖြစ်ရေရှည်အတွက်ပဲဖြစ်ဖြစ်စနစ်တကျစီမံပြီးခိုင်မာတဲ့ဆုံးဖြတ်ချက်မျိုးနဲ့အတူအကောင်းဆုံးအကောင်အထည်ဖော်နိုင်ဖို့လိုအပ်ကြောင်းကိုပြဆိုနေပါတယ်ရှင်။အကျိုးမြတ်တွေတိုးပွားလာလို့ရင်းနှီးမြှုပ်နှံလိုက်တဲ့ငွေတွေကကိုယ့်ရဲ့အိတ်ထဲပြန်ဝင်လာတဲ့အချိန်မှာအရင်ကားထက်ပိုပြီးတိုးပွားလာတာကိုတွေ့ရတာလောက်စိတ်ချနဲ့စရာကောင်းတာမရှိပါဘူးနော်။လူတယောက်ဘယ်လောက်ထိကျွဲဝတယ်လဲဆိုတာသူ့ရှိမှရှိနေတဲ့ငွေကြေးပိုင်ဆိုင်မှုဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ်မှာမတည်ပါဘူး။သူ့စီကိုငွေတွေဘယ်လောက်ဝင်နေတယ်လဲသူ့ရဲ့အိတ်ကိုမပြတ်ဖြစ်တင်းပေးနေမဲ့ဘလို့ဒနာစီကြောင်မျိုးသူ့ရှိမှရှိနေတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ရှင်။လူတိုင်းရှိမှရှိတဲ့နာကတော့ပိုလိုလုံနေသည်ဖြစ်စေလက်ပဲသွားလာနေသည်ဖြစ်စေကိုယ်စီကိုအမြဲမပြတ်ပုံမှန်စီးဆင်းနေတဲ့ဝင်ငွေစီကြောင်တစ်ခုရှိဖို့လိုအပ်ကြောင်းကိုအခက်ရဲ့နီလန်သုံးကညွှန်ပြထားပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။